ကျမကအခုပြင်းဦးတွေမှာရှိတဲ့ပင်လိန်တပြေရွာလေးကိုပွဲခေါက်ကနေစဝင်ကလေးကလမ်းကျောတစ်လျှောက်ကိုရိုက်ပြထားတာဖြစ်ပါတယ်ပင်လိန်တပြေရွာလေးမှာကျမမြေခွက်လေးတစ်ခွက်ဝယ်ထားပါတယ်40-60မြေခွက်လေးတစ်ခွက်ကိုကျမဝယ်လိုက်ပါတယ်အခုကျမတို့ရွာထဲကိုအရောက်ကိုကြာချိန်လေးနဲ့ပေါ့နော်လမ်းကျောလေးကတတိယလမ်းကွန်ကရစ်လမ်းဆိုတာလေးကိုပြကျင်လို့ရိုက်ပြထားတာဖြစ်ပါတယ်ရွာလေးကလည်းအရန်လာပါတယ်ဝဲကောက်ကနေဝင်မယ်ဆိုရင်ကျမတို့ကားလေးကိုဖြည်းဖြည်းလေးမှန်မှန်လေးမောင်းလာတာဖြစ်တဲ့အတွက်ရွာထိပ်မှာရွာထဲမှာရှိတဲ့မြေကွက်စီကိုအရောက်ဆိုရင်18မိနစ်20လောက်တော့ကြာတယ်ဒါပေမဲ့တိုင်ကနဲ့သွားမယ်ဆိုရင်တော့15မိနစ်မကြာဘူး10မိနစ်လောက်နဲ့ရောက်တယ်တိုင်ကနဲ့ကတော့နည်းပိုးမြင်တာပေါ့နော်10မိနစ်လောက်နဲ့ရောက်ပါတယ်ပင်လိန်တပြေရွာဆိုတာကထူးလိမ်မော်ကျန်သွားတဲ့လမ်းကျောမှာရှိရတယ်ရွာလေးရဲ့အင်တန်တာယာလှပပါတယ်လူနေလည်းစီကြပါတယ်ရွာမြေလည်းစစ်စစ်ဖြစ်ပါတယ်ထူးလိမ်မော်ကျန်နဲ့ကျမတို့ပင်လိန်တပြေရေးဆိုတာကထူးလိမ်မော်ကျန်ကိုအနောက်ကိုလမ်းကျောအတိုင်းလောက်လိုက်သွားမယ်ကျမတို့ပင်လိန်တပြေရေးဆိုတာကထူးလိမ်မော်ကျန်ဘက်ကိုမလိုက်ခဲနဲ့လက်ရဘက်ကိုလိုက်သွားပြီးတော့ကျမအထင်တော့မြောက်ဘက်ကိုတဲ့သွားရတာဖြစ်ပါတယ်အခုအဲ့ဒီပင်လိန်တပြေရွာလေးကမီးတွေလည်းရပါတယ် Wi-Fi ဆိုရင်လည်းကောင်းလိုက်မိပါတယ်ရေတူးရတာလည်းအရန်လွယ်ပါတယ်ခုဆိုရင်အိမ်လေးတွေလည်းတော်တော်များလာပါပြီကျမလည်းနေဖို့ရစီစဉ်ထားတာသို့ပေမဲ့ဘယ်ချိန်နေဖြစ်မလဲတော့မသိဘူးအဲ့ဒီမနေခင်တော့တွင်းမှာဘယ်ချိန်လဲလူရှိရင်လည်းကျမပြန်ရောက်ထားဖို့စီစဉ်တော့ရှိပါတယ်ရှင်လူချင်းလဲဆိုရင်တော့ကျမစီမှာဖုန်းနံပါတ်096530 685ကိုဆက်သွယ်ပြီးတော့စုံစမ်းမြင်လို့ရပါတယ်ပင်လိန်တပြေရွာပါပင်လိန်တောင်ရွာလို့လည်းခေါ်ပါတယ်ပင်လိန်တောင်ရွာလို့လည်းခေါ်ပါတယ်ကျမကတော့ပင်လိန်တပြေရွာပါပင်လိန်တပြေဆိုင်းပုတ်နဲ့ပင်လိန်တပြေဆိုင်းပုတ်ကိုရောက်ပြီးတွေ့ပြီးဆိုတာနဲ့ရွာမှာလမ်းခွဲလေးနှစ်ခုရှိတယ်အထက်ဘက်ကိုဝင်တဲ့လမ်းခွဲနဲ့အောက်ဘက်ကိုဝင်တဲ့လမ်းခွဲရှိတယ်ဒါပေမဲ့နှစ်ခုစလုံးကရွာထဲကိုရောက်တာပဲကျမတို့ဝင်သွားတာအောက်ဘက်ကိုရွာဆိုင်းပုတ်လေးရဲ့အောက်ဘက်ကလမ်းကနေဝင်သွားတာဖြစ်ပါတယ်ဆိုင်းပုတ်လေးရဲ့အရှိဘက်ကလမ်းအကြတော့ဖုန်ကြောင်းဘက်ရွာဖုန်ကြောင်းဘက်ကိုရောက်သွားတာကျမတို့ကကြတော့ရွာကွက်တစ်ဘက်ကိုရောက်သွားတာပေါ့နော်အားကြောင့်မလို့ကျမတို့ရွာလေးကလည်းအရန်ကိုဖြူလဲကောင်းတယ်ရေလဲရတယ်မီးလဲရတယ် Wi-Fi လဲစင်ပြေတယ်မြေအင်ဂျီကလည်းအခုဆိုရင်တော်ကလေးစိတ်လာပါပြီပေ40-60ပါလူချင်းလို့ဆိုရင်ကျမကြိုက်တဲ့ဈေးလေးလည်းဖြစ်ရမယ်အမားတို့ဘက်ကစိတ်ကြည်ကြည်နဲ့ပြီးတဲ့ဈေးလေးဖြစ်ရမယ်အဲ့ဒါဆိုရင်ကျမစီကိုဆက်သွယ်လို့ရပါရဲ့ရှင်096530 685ကိုဆက်သွယ်လို့ရပါတယ်နော်ရွာလမ်းကြောင်းတစ်လျှောက်မှာတော့ကော်ဖီချန်တွေရောဒိန်မော်ချန်တွေရောအကုန်လုံးရှိပါတယ်ရွာထဲမှာလည်းလက်ခုံတွေရောစာတင်ကျောင်းတွေရောပုံကြီးကျောင်းတွေရောလက်ဖက်ရည်တိုင်းတွေရောအကုန်အစုံရှိပါတယ်ရှင်ဟိုနဲ့ကျမတို့ကကြတော့ရွာထဲတော့မဟုတ်ပါဘူးရွာရဲ့မြောက်ဖျားလေးတော့မြောက်ဖက်လေးတော့နည်းနည်းတော့ကြပါတယ်ရှင်ပင်လိန်တပြေရွာလို့ခေါ်ပါတယ်အခုလာတဲ့လမ်းကျော်လေးအတိုင်းပဲလမ်းကလည်းကြီးလိုက်လေကတ္တရာလမ်းနဲ့လမ်းမှာလည်းလူမပြတ်ဘူးသွားလာနေကြတာရှိပါတယ်ကြာခင်ကျမတို့ရဲ့ပင်လိန်တပြေရွာလေးကိုရောက်တော့မှာပါရှင်းကားလေးဆိုရင်ရောက်တော့မှာပါနောက်မှာကကြံခဲ့တာကကော်ဖီချန်ကြံခဲ့တာကော်ဖီချန်လို့အိုးလမ်းွယ်လေးဆိုရင်ကားလေးတက်တက်သွားတဲ့လမ်းွယ်လေးဆိုရင်ခီးလိမ်မောချန်လို့အဲ့ဒါမျိုးလေးတွေပေါ့နော်အဲ့လိုလေးတွေကြံခဲ့တာကအခုကျမတို့ရွာတွေကိုစပြီးတော့ဝင်နေပါပြီပင်လိန်တပြေရွာလေးတွေကိုစပြီးတော့ဝင်နေပါပြီလမ်းကတော့တီးတဲ့အတိုင်းနဲ့ကတ္တရာလမ်းမှာဒါပေမဲ့ဒီရွာဘက်ကိုဝင်နေဆိုရင်တော့နည်းနည်းတော့
လမ်းလေးတွေကပြက်နေတယ်နော်ဒါပေမဲ့ထင်းတလောက်ကြီးလည်းမစိုးပါဘူးကားကတော့ဖြူးနေတာပဲသွားတာကားလမ်းလေးကလည်းကောင်းပါတယ်မိတိုင်နေလည်းရှိပါတယ်အခုဆိုရင်ရွာထဲကိုဝင်နေပါပြီခဏလေးဆက်ဆောင်လိုက်ရင်ရောက်လာတော့မှာပါအခုဆိုရင်ရွာထဲကိုစတင်ဝင်ရောက်နေပါပြီလမ်းဘေးချောင်းမှာလည်းမိတိုင်လေးတွေမြင်ရတယ်နော်အလုံးကိုတာယာလှပတဲ့ရွာလေးပါရှင်နည်းနည်းကပင်လိန်တပြေးရွာတဲ့အောင်မြင်မှုတွေနဲ့ပြည့်နေရွာလေးပါဟောစိုင်းဘုတ်ကလေးပြပါပြီအဲစိုင်းဘုတ်ကနေကျမတို့ကအောက်လန်းဘက်ကနေဝင်လာကြတာပါအောက်လန်းကဝင်လဲရွာထဲကိုရောက်တယ်အထက်လန်းကဝင်လဲကားလေးကွေ့သွားတာကအထက်လန်းမှာရှင်ကားဖြူလေးကွေ့သွားတာအထက်လန်းမှာကျမတို့ဝင်လာတော့အောက်လန်းမှာလမ်းဘေးမှာမိတိုင်ကြီးကြီးကျိုးတွေနဲ့ပါနော်ဝင်လို့ရပါတယ်လာလို့ရပါတယ်လာလဲလို့ရပါတယ်တကယ်လို့စိတ်ဝင်စားလို့ပေါ့နော်သွားကျင်နေဆိုရင်ကျမကိုချိန်လိုက်ပါကျမအလုပ်ပိတ်တဲ့ရက်မှာလိုက်ပို့လို့ရပါတယ်ကျမကလည်းအလုပ်လုပ်ရတာဆိုတော့အလုပ်ပိတ်တဲ့ရက်ကလေးနဲ့ချိန်ပြီးတော့သွားကြမယ်ဆိုရင်ကျမတို့ရွာထဲထိလိုက်ပို့လို့ရပါတယ်အဲ့ဒါရွာဝင်မှပြီရှင်ရွာထဲမှာအိမ်လေးတွေပါတိုက်ကလေးတွေအိမ်လေးတွေပါရှင်တွေ့တဲ့အတိုင်းနဲ့အိမ်လေးတွေတော်တော်များပါတယ်အိမ်လေးတွေတော်တော်များပါတယ်ဟောဟိုဘက်ဒီဘက်ဟိုဘက်ဒီဘက်ရိုက်ပြထားတာပါဟောအိမ်လေးတွေတွေ့ရပါတယ်အိမ်လေးအဲ့ဒါအိမ်အသစ်ကလေးတွေပါရှင်အိမ်လေးတွေတိုးလာပြီဆိုတာကိုပြတာပါအိမ်တက်ကလေးတွေပါရှင်ဟောတိုက်ကလေးတွေနဲ့ခြံလေးကြီးနဲ့ဝင်းလေးကြီးနဲ့ကျမတို့တော့ပတ်စံရှိသေးလို့မြေခွက်ကိုဒီတိုင်းလေးပဲထားရတာပါပြန်ဝယ်ခြင်းလဲရောင်းလို့ရအောင်လို့ဘာမှကိုမလုပ်သေးပဲနဲ့ထားတာပါရှင်ရှုပ်ရှင်းရမ်းကင်းနေနော်ကျမရှေ့မှာကကျမမဝယ်ခင်ကလည်းတူးတယ်ပဲပိုင်ဆိုင်မှုကလေလူကြီး5-6ဦး9ဦးလောက်ပြောင်းတာမဟုတ်ပါဘူးတူးတယ်ပါလေရွာထဲမှာအေးလာကျမစဝယ်တဲ့လူကငကိုပထမဦးဆုံးဝယ်တဲ့ပိုင်ရှင်ပါရှင်သူ့ဆီယာမှာကျမစယူတာပါသူ့ဆီယာမှာကျမယူတာဆိုတော့ပထမပိုင်ရှင်တယောက်နဲ့အခုကျမနဲ့ဆိုတော့2ယောက်ပဲရှိပါသေးတယ်ရှင်အရှုပ်ရှင်လုံးဝမှကင်းပါတယ်ရွာထဲမှာနော်အင်ဂျီတွေရောက်လာပါပြီခြံရှိကိုရောက်ပါပြီမြေခွက်ရှိကိုရောက်ပါပြီကျမတို့မြေခွက်ရှိကိုရောက်ပါပြီကျမတို့ရဲ့မြေခွက်ရှိကိုရောက်ပါပြီအဲ့ဒါကျမတို့အိမ်ရှိရဲ့ကျမတို့မြေခွက်ရှိရလမ်းမှာကွန်ကရစ်လမ်းမှာကျမတို့မြေခွက်ရှိရဒါဘေးရပေါ့နော်မြေခွက်တစ်ခွက်ကတော့ဒါအောက်တိုင်းလေးတွေကာထားတာပါအဲ့ကားရဲ့အရှိဘက်ကကျမတို့ဆင်းပြီးတော့ကားရဲ့အရှိဘက်ကအောက်တိုင်းနဲ့မျက်နှာချင်းဆိုင်ဘက်ကခုရိုက်ပြတဲ့ဘက်ကအဲ့မြေခွက်လေးမြင်းနေရတဲ့မြေခွက်လေးအဲ့မှာကြောက်တိုင်လေးတွေကာထားတဲ့မြေခွက်လေးပါရှင်လက်ညှိုးလေးထိုးပြနေတာပါရှင်အဲ့ဒါကျမရဲ့မြေခွက်လေးပါရှင်ဆက်သွယ်လို့ရပါတယ်စုံစမ်းလို့